အားလုံးပဲမင်္ဂလာပါရှုကတော့ဘယ်သူမှမရောက်ဘူးသေးတဲ့အာထိတ်ရေခဲတောင်တန်းတွေစီခရီးနဲ့လာတာဖြစ်ပါတယ်အားလုံးပဲလိုက်ကြည့်ပေးကြပါဦးခင်ဗျာကျွန်တော်လာရတဲ့အကြောင်းကတော့ရေခဲပြင်တွေအနက်မှာရှိနေတယ်လို့ဆိုကြတဲ့ပျောက်ဆုံးနေသောအချိန်နဲ့မြို့တော်ကိုရှာဖွေဖို့ပါတော်တော်အေးတယ်ဗျာမြေပုံကြည့်နေတဲ့အချိန်မှာပဲကျွန်တော်ရဲ့ဒရုန်းကရေခဲပြင်အောက်မှာထူးဆန်းတဲ့အလင်းရောင်တစ်ခုကိုဖမ်းယူမိတယ်ဗျအဲ့ဒီနေရာကိုတူးပေါ်ကြည့်လိုက်မယ်ဗျာကဲပရိသတ်ကြီးရေဒီမှာနှစ်ပေါင်းထောင်ကြီးမြုပ်နေတဲ့ရှေးဟောင်းကြောက်တကားကြီးတစ်ခုကိုတွေ့ပြီဗျာဘာတွေရှိနေမလဲဝင်ကြည့်အောင်ဗျာတရောကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ရေခဲနဲ့ပြစ်လုပ်ထားတဲ့အရန်ကိုခန်းနာထဲဝါနေတဲ့ခန်းမကြီးတစ်ခုကိုတွေ့ရတယ်ဗျာဟိုနားမှာပလင်တစ်ခုရှိနေတယ်ဗျသွားကြည့်ဦးမကျွန်တော်အနားရောက်တော့အဲ့ဒီပလင်နားကနှင်းကျင်သေးနှစ်ကောင်ကအသက်ဝင်လာတယ်ဗျကျွန်တော်ကြောက်နဲ့သူတို့ကိုကျွန်တော်သွားခဲ့တဲ့နေရာတွေထုတ်ပြလိုက်တယ်ဗျပြီးတော့တိုက်ခိုက်ဖို့လာခဲ့တာမဟုတ်ကြောင်းပေါ့တဲကြမှာသူတို့လည်းနားလဲသွားပြီးနောက်ဆုံးမှာတော့နှင်းကျင်သေးတွေကမျိုးတော်ရဲ့ရှုပ်ရှက်ချက်တွေကိုကျွန်တော်ကိုလေးလာခွင့်ပြုလိုက်တယ်ဗျကျွန်တော်လည်းလေးလာပြီးပြီဆိုတော့ပြန်တော့မယ်ဗျာနောက်ဗီဒီယိုတွေမှာလည်းထူးဆန်းတဲ့နေရာတွေထပ်သွားပြမှာမလို့ like and follow လေးနှက်ခဲ့ဖို့မမေ့နဲ့အောင်နော်